出張のため明日の会議はさせていただきます。တာမယ်ဆိုတာအတွက်ဆိုပြီးတော့တည်ထားတယ်နော်အခုတာမယ်ကိုနောက်ထပ်ဘယ်လိုလဲသုံးသေးလဲဆိုရင်အတွက်ကြောင့်ဆိုရဲပုံစံနဲ့လည်းသုံးပါသေးတယ်သူ့ရဲ့အနောက်မှာဓာလိုက်တယ်ပေါ့နော်အဲ့တော့ဓာဆိုတာကတော့ this နဲ့အတူတူပါပဲတာမယ်ဒါပြီးရင်နောက်မှာ full stop ချမယ်ပေါ့နော်တာမယ် this နဲ့အတူတူပဲတကယ်လို့စာချောင်းရဲ့အလယ်မှာရှိတယ်ဆိုရင်တာမယ်ပြီးတော့ဓာမထည့်တော့ဘဲနဲ့ကော်မာလေးပဲထည့်လိုက်တယ်ပေါ့နော်နာနီကခံအင်းတဲ့ခံအင်းဆိုတာကအကြောင်းပြချက်လို့ပြောတာပေါ့နော်အကြောင်းပြချက်ပေါ့အဲ့တော့ကွက်လက်က A ထားပါတော့နော် A ပေါ့နော် A ဆိုတဲ့အကြောင်းပြချက်ကြောင့်ဒေါကို B လို့မှတ်လိုက်မယ် B တို့ E ခက်ကအခုတို့ခက်ကဆိုတာကကြတော့ရလက်ပေါ့နော်အဲ့တော့A ဆိုတဲ့အကြောင်းပြချက်ကြောင့် B ဆိုတဲ့ရလက်ကအိုခိုးတူဖြစ်ပေါ်လာတယ်။အဲ့လိုအခါမျိုးမှာတမေတာကိုသုံးပါတယ်။အဲ့တော့ example လေးကိုကြည့်မယ်ဆိုရင်ရှုချောနိုတမေနော်အလုံးခရီးရှိတဲ့အတွက်ကြောင့်အာရှတာနိုခိုင်ကြီးကမနှက်ဖြန်အစီအဝေးကိုဒါလေးကခါအီဂီဖြစ်ပါတယ်နော်အစီအဝေးပါဒါလေးကခေဆက်ခီဖြစ်ပါတယ်ခေဆက်ခီเนาะအဲ့တော့ခေဆက်ခီစာစတဲ့ဣတာဒါခီမတ်တဲ့မနှက်ဖြန်အစီအဝေးကိုပြက်ကွက်ခွင့်ပြုပါတဲ့အဲ့တော့ရှုချောဆိုတာကခုနဒီနေရာမှာပြောခဲ့တဲ့ A နဲ့တူမယ်ပေါ့နော် A ဆိုတဲ့အကြောင်းပြချက်ကြောင့်အလုံးခရီးဆိုတဲ့အကြောင်းပြချက်ကြောင့်ဒီမှာခုနပြောတဲ့ B တို့ EU ခက်ကအခုတို့ B ဆိုတဲ့ရလက်ဖြစ်လာတယ်အဲ့တော့ဘာဖြစ်လာလဲ A အလုံးခရီးဆိုတဲ့အကြောင်းပြချက်ကြောင့်ဘာဖြစ်လာလဲဆိုတော့မနှမ်းဖြန်အစီအဝေးကိုပြက်ကွက်ပါမယ်ဆိုတဲ့ရလက်ဖြစ်လာတယ်ဒါကိုပြောချင်တာအဲ့တော့လွယ်လေးပဲမှတ်မယ်ဆိုရင်နောတမေနောဆိုတာကဘာလို့လိုက်တာလဲပြီးရင်အောက်မှာရှင်းပြပေးမယ်နော်အဲ့တော့တမေဆိုတာအတွက်ကြောင့်အဲ့တော့ရှုချောနောတမေဆိုရင်အလုံးခရီးရှိတဲ့အတွက်ကြောင့်အနောက်မှာဒီလိုရလက်ဖြစ်လာပါတယ်ပြက်ကွက်ပါမယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်အဲ့တော့တမေတာဆိုတာလေးကကွက်လက်တဲ့အတွက်ကြောင့်ဆိုပြီးတော့မှတ်လို့ရပါတယ်အဲ့တော့ခုနကတော့ရှုချောနောတမယ်ဒီနောကဘယ်လိုမျိုးပါလာတာလဲဆိုရင်သွားကြည့်မယ်ဆိုရင်တော့ဒီတမယ်ဒါရဲ့အရှင်မှာနောင်ဆိုရင်အမြဲတမ်းစံစီတို့ကနောထည့်ရတယ်နော်တကယ်လို့နောမထည့်ခြင်းလို့ရှိရင်နောင်ကိုဒဲအာရုပေါင်းလဲရတယ်အဲ့တော့ခုနလိုမျိုးမှာဆိုလို့ရှိရင် तू ကရှုချောမလားရှုချောနော်တမယ်ဆိုပြီးတော့သုံးလို့ရတယ်လို့နော်မထည့်ပဲနဲ့ရှုချောတဲ့အာရုတမယ်ဒါဆိုရင်လည်းအလုံးခရီးရှိတဲ့အတွက်ကြောင့်ဆိုရင်အဓိပ္ပာယ်ပဲဖြစ်တယ်နော်အဲ့တော့ရှုချောနိုတမယ်ပဲဖြစ်ဖြစ်ရှုချောတဲ့အာရုတမယ်ပဲဖြစ်ဖြစ်အတူတူပါပဲအဲ့တော့တမယ်ရဲ့အရှိမဆိုရင်နောင်ဆိုရင်နော်ထည့်ရင်ထည့်မထည့်ရင်တဲ့အာရုထည့်ရမယ်ပုံမှန်စန်စီတွေသုံးနေကြတမေကသူ့ရဲ့အရှိမနောင်မဲလိုက်တယ်လေနောင်တော့တမေဥမာဟာတော့တမေအစားရှိမိမိအတွက်တို့ဟာချီတော့တမေဖေအတွက်တို့ဒါမျိုးသုံးတယ်လေနောင်တော့တမေနော်အခုဒီတမေကအတွက်ကြောင့်ဆိုတာကနောင်တစ်ခုပဲမဟုတ်ဖြစ်နေ verb တွေ adjective တွေပါသုံးလို့ရသွားတယ်နော်ဘယ်လိုသုံးမလဲကြည့်မယ်ဆိုရင် verb ကို plain form ပြောင်းပေးရမယ်ဥပမာအာရီမဆိုလို့ရှိရင်အာရုတမယ်ဒါမျိုးသုံးတယ်เนาะပြီးတဲ့အတွက်ကြောင့်ဒါမျိုးသုံးတယ်เนาะခါခီမတ်ရေးဒီပေါ့เนาะခါခီမတ်ရေးဒီဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ခါခုတမယ်ရေးတဲ့အတွက်ကြောင့်ခါခုတမယ်ဒါမျိုးပေါ့เนาะအဲ့တော့ verb တွေဆိုလို့ရှိရင် plain form လိုက်ပါတယ်เนาะadjective ဆိုလို့ရှိရင်လည်း e adjective ဆိုရင် plain form ပဲလိုက်တယ်အဲ့တော့ e adjective ကို plain form လိုက်တဲ့ပုံစံကဘယ်လိုလဲဆိုရင် des ကိုဖြုတ်တဲ့ပုံစံဥပမာခါဝါအီချစ်စရာကောင်းတယ်အဲ့တော့ခါဝါအီ des ဆိုရင်အဲ့ဒါချစ်စရာကောင်းတယ် plain form လုပ်ချင်လို့ရှိရင်စန်စီရိုကဒီ des ကိုဖြုတ်ပြရတယ်เนาะအဲ့တော့ခါဝါအီတာမေဒါเนาะဒါပါတော့ခါနိုဂျိုကဝါတာရှိနီတိုတေခါနိုဂျိုကこんなに大好きになっているのは彼女が可愛いためだ
ကျွန်တော်အတွက်သူ့ကိုသူမကိုဒီလောက်ထိချစ်နေရတာကခါနိုဂျောကခါဝိုင်းတာမေတာသူမအရန်ချစ်စရာကောင်းလို့အဲ့တော့ e adjective ဆိုရင် des ဖြုတ်ပြီးတော့မှHawaii plain form အပေါင်းတာမေတာပုံစံနဲ့သုံးလို့ရတယ်။ပြီးတော့နာ adjective ဆိုရင်တော့နာပြန်ထည့်ရင်ထည့်မထည့်ရင် there are ထည့်ပြီးတော့မှတာမေတာပေါင်းပေးရတယ်။နာ adjective ကများသောအားဖြင့် noun နဲ့သွားတူတတ်တယ်နော်။ noun နဲ့နာ adjective နဲ့ဟာတူတတ်တယ်။ဒါကြောင့်နာ adjective ဆိုရင်နာပြန်ထည့်ဥပမာခီတဲ့ဤနာဆိုရင်ခီတဲ့ဤနာတာမေတာခီရဲအီနာတာမေတာခုနပြောသလိုပဲခါနိုဂျောနီခွန်နာနီစကီနီနာတေအီရိုနိုဝါခါနိုဂျောကခီရဲအီနာတာမေတာသူမအရန်လှလို့ပါခီရဲအီနာတာမေတာနာမသုံးချင်ဘူးဆိုရင်ဖြုတ်လိုက်ဒဲအာရူထည့်လိုက်ခီရဲအီဒဲအာရူတာမေတာဒါဆိုရင်တာမေတာရဲ့အဓိပ္ပာယ်ကဘာလဲကွက်လက်တဲ့အတွက်ကြောင့်ကာမေတာရဲ့အရှိမဘာတွေသုံးလဲနောင်ဆိုရင် not သုံးတယ်ဒါမှမဟုတ် there are သုံးတယ် verb နဲ့ e adjective တွေဆိုရင် plain form သုံးတယ် na adjective ဆိုရင် noun နာပြန်ထည့်ဒါမှမဟုတ်ရင် there are ထည့်ပြီးတော့တာမေတာကိုသုံးတယ်နော်ဒါဆိုရင် example sentence လေးတွေကိုကြည့်လိုက်ရအောင်ဒါလေးကဟိုးခုခုရှော့လို့ဖတ်တယ်နော်ဟိုးခုခုရှော့ဆိုတာကြော်ညာစာကိုပြောချင်တာနော်အဲ့တော့ဟိုးခုခုရှော့နီမီစုကအိုခတ်တာနော်ယိုခုမီနာအိုဒါလေးကိုမီနာအိုလို့ဖတ်တယ်မီနာအိုရှိယိုရှိနာခတ်တာတာမေတာတော့နော်ဟိုးခုခုရှော့တဲ့ကြော်ညာစာရွက်မှာအမားတွေများသွားရတာကမီနာအိုစုဆိုတာပြန်စစ်တာကိုပြောတာနော်စာပြန်စစ်တာတေချာချာလေးစာပြန်စစ်တာကိုရှိနာခတ်တာတာမေတာမလုံးခဲ့တဲ့အတွက်ကြောင့်ဖြစ်လိမ့်မယ်မလုံးခဲ့တဲ့အတွက်ကြောင့်ပါအဲ့တော့ရှိနာခတ်တာဒီ verb ဖြစ်ပါတယ် verb ဖြစ်လို့ plain form လိုက်ပါတယ်နော်အမှားများတယ်ဆိုတော့ be ရလက်ဖြစ်လာတာကဘာကြောင့်လဲဆိုရင်တေချာပြန်မစစ်ဘူးဆိုတော့အကြောင်းပြချက်ကြောင့်ဖြစ်ပါတယ်အဲ့ဒါဆိုရင်တာမေတာကိုသုံးပါတယ်နောက်တစ်ခုသွားရအောင်ဒါလေးကိုမူရာလို့ဖတ်တယ်ဒါကဘာလဲဒါပါခန်းကြီးလေးလေအီရှာပြီးတော့ဒါပါခန်းကြီးလေးလေ yes ပြောခီဒါပါခန်းကြီးလေးလေတိုခီဒါပါခန်းကြီးလေးလေမာချီเนาะဒါလေးကတော့သိမယ်เนาะအီခီနာခာအီခာနာခဲတယ်ပါโอเคအဲ့ဆိုဖတ်ကြည့်မယ်เนาะခိုနိုမူရာနီဝါအီရှာကအီနိုင်တာမေနီဘျောခီနိုတိုခီဝါဒိုနာရီနိုမာချီမာတဲ့အီကာနာခဲတယ်ပါနာရာနိုင်ဒီရွာမှာဆရာဝန်ကြီးမရှိတဲ့အတွက်ကြောင့်နေမကောင်းဖြစ်တဲ့အချိန်မှာဆိုရင်အနီးအနားကမြို့ကိုသွားနေရတယ်မသွားလို့မရဘူးအဲ့တော့ဒီမှာဆိုရင်ဇန်စီရိုဒီတာမေဒီမှာကျတော့နီးနဲ့သုံးထားတယ်နော်တာမေနီအဲ့တော့တာမေနီရဲ့အရှိမe nine ဆိုပြီးတော့ဘာကိုသုံးတာလဲဆိုတော့ imasan เนาะ verb ပဲ imasan ဆိုတဲ့ verb ကို plain form ပြောင်းပြီးတော့သုံးထားတာဖြစ်ပါတယ်เนาะတာမေနီရဲ့အရှိမverb ကို plain form ပြောင်းပြီးတော့သုံးထားတာเนาะအဲ့တော့ရလက်ကဘာလဲဆိုရင်ဒီနေမကောင်းဖြစ်ရင်တခြားမျိုးကစေယုံသွားရတယ်ဒါရလက်ဘာကြောင့်လဲအကြောင်းပြချက်ကဘာဖြစ်လို့လဲဒီရွာမှာစေယုံစေကံမရှိလို့เนาะအဲ့တော့ဒီရလက်ဖြစ်လာတာဒီအကြောင်းပြချက်ကြောင့်ပါပြောချင်တဲ့အခါမှာတာမေနီကိုသုံးပါတယ်သူ့ရဲ့အရှိက verb ဒီ plain form နဲ့သုံးပါတယ်quiz လေးကိုဖြေကြည့်ရအောင်เนาะဒါလေးကမာခဲတာနိုကရှုံးနေတာကရန်ရှူလို့ဖတ်တယ်เนาะရန်ရှူလေးကျင်လားဒါရှီအာအီလို့ဖတ်တယ်ပြိုင်ပွဲเนาะဒါဆိုရင်ဘာပြောမလဲပြိုင်ပွဲမှာရှုံးနေခဲ့တာကเนาะဒီလိုမျိုးပြိုင်ပွဲမှာရှုံးနေခဲ့တာကလေးကျင်တာကိုမလုပ်ခဲ့တဲ့တာမေတာအတွက်ကြောင့်ဖြစ်ပါတယ်အဲ့ဒါဆိုရင်ဂျပန်လိုဘယ်လိုလေးစီမလဲရှီအာအီနီမာခေတာနိုဝါရန်ရှူရှိနာခတာတာမေတာ
โอเคเนาะဒါဆိုရင်ယထာနောက်ကျသွားတာကမတော်တဆမှုတစ်ခုကြောင့်ဖြစ်ပါတယ်ဆိုတာကိုတမေတာလေးကိုသုံးပြီးတော့ example sentence လေးတစ်ခု comment မှာရေးခဲ့ပေးပါအောင်เนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်